ငိုရတဲ့အချိန်တိုင်းမှာဒီဒေသနာလေးကိုအမှတ်ရရင်မျက်ရည်တိတ်နိုင်ကောင်းတယ်လို့ဘုံကတွေးမိတာဒီဟာလေးကိုဖတ်ရင်းနဲ့မျက်ရည်ကျပြီဆိုအော်ငိုမနေပါနဲ့အားရသေးဘူးလားတတန်တရားလုံးငိုလာတာဘုရားသမုဒ္ဒရာလေးစင်းမှာရှိတယ်ရေထက်တောင်များတယ်လို့ပြောတာဒီတစ်စက်နဲ့တော့တိုးပြီးတော့များတော့ပါဘူးဟုတ်လားငိုမနေပါနဲ့လို့ကိုဘာလို့ဖို့လို့တော့နှစ်သိမ့်ဖို့လိုမယ်ပေါ့နော်ဟုတ်လားဒီမှာမြတ်စွာဘုရားအဲ့ဒါလိုလေးသမုဒ္ဒရာလေးစင်းမှာရှိတဲ့ရေကနေတယ်ဒုက္ခနဲ့တွေ့လို့ငိုရတဲ့မြေတွေကများတယ်လို့ပြောပြီးတဲ့နောက်မှာနောက်ဆုံးပါတာလေးပါပြောတော့အဲ့ဒါလေးကအဓိကအချက်ကလေးပေါ့နော်ကိဉ္ကရဏအမတုဝံပမစ္စတိဒီသဘာဝတွေဒီလိုဖြစ်ခဲ့တာတိပါလက်ကနဲ့ကိဉ္ကရဏဘယ်အကြောင်းကြောင့်အမတုဝံသင်သည်ပမစ္စတိမေ့လျော့၍နေပြီတဲ့နေတဲ့ဒါဒီအကြောင်းအရာတွေဘာလို့မေ့နေတာအဲ့ဒါကိုဘုံဘုံကဖတ်ရင်းနဲ့စိတ်ထဲမှာတမျိုးလေးသဘောပေါက်သွားတယ်ဟုတ်တာပဲလို့ဒါတွေကိုမေ့နေလို့သာအခုကိစ္စတွေကိုအကြီးကြီးထင်ပြီးတော့ငိုးနေတာငကိုတုံးကငိုခဲ့ရတဲ့ကိစ္စတွေငိုခဲ့တဲ့အနေအထားတွေကိုပြန်ပြီးတော့မြန်အမှတ်ရမယ်ဆိုရင်ဒီကိစ္စကဒီလောက်ငိုစရာကောင်းမှာမဟုတ်ဘူးကျွန်တော်မေ့ခဲ့ကြတာနော်ငိုတော့တကယ်ငိုခဲ့